စဉ်ကတော့ကိုရွတ်လို့ယောဂပြောက်တယ်ဆိုတာကိုဘုရားဘာသာဝင်နေပြင်မှာအလုံးမအတိများတယ်ဒီကိစ္စကနော်ငယ်ငယ်တည်းကစသိထားကြတဲ့အကြောင်းအရာတစ်ခုပေါ့ဒါလည်းပဲအမြတ်စွာဘုရားကိုယ်တိုင်ယောဂဖြစ်လို့ရှင်စုံနာကိုခေါ်ပြီးတော့ခြေသားစုံနာနေ့ရဲ့ညံထဲမှာဘုဇင်တရားတွေကိုထင်ရှားစေလို့ဘုဇင်ရွတ်ခိုင်းဘာဖြစ်လို့စုံနာကိုရွတ်ခိုင်းရတယ်သူကသူဆင်ញင်လို့မရနိုင်ဘူးလားစဉ်းစားရရှိရွတ်ဖတ်မှုဆိုတဲ့အတန်ကိုနားထောင်ရခြင်းဟာအားတစ်ခုကိုဖြစ်စေလိမ့်မယ်ဒီအတန်မှာစွမ်းအားတစ်ခုခုရှိလိမ့်မယ်ဆိုတာကိုဘုန်းကြီးကတော့တွေးမိတယ်အဲ့ဒီအတန်ရဲ့စွမ်းအားနော်အဲ့ဒါကိုလည်းကိုယ်တိုင်မရွတ်ဖဲနဲ့ဘာလို့ဒီတယောက်ကိုဒီတစ်ပါးကိုရွတ်ခိုင်းတယ်လေကိုယ်တိုင်ကမကြမ်းမမှဖြစ်နေတဲ့အခါကျတော့ရွတ်ဖတ်ရတာပင်ပန်းတဲ့အပိုင်းရှိကောင်းရှိမယ်ဒါဘုန်းကြီးကတော့ဝေဘာနာဝါဒနာပါလို့ဝေဖန်နေတာပဲဟုတ်လားမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဝေဖန်စီခြင်းတာပဲဟုတ်လားနော်မြတ်စွာဘုရားဆိုတာဘာတော့အကုန်လုံးဝေဖန်နဲ့စီစစ်တယ်နော်အဲ့ကျတော့မြတ်စွာဘုရားစုံနာကိုဒီဘုဇင်တရားတွေကိုတင့်ရဲ့ညာမှာထင်ရှားစေလို့ဆိုတော့ရှင်စုံနာရွတ်တယ်ရွတ်တော့မြတ်စွာဘုရားတိတိကျကျစူးစိုက်ပြီးတော့နာယူတယ်နော်မြတ်စွာဘုရားတရားကိုအလွန်မှအလေးထားတယ်နော်လို့စူးစိုက်ပြီးတော့နာတဲ့အခါမှာဘုဇင်တရားဆုံးပြီဆိုတော့မြတ်စွာဘုရားတန်တန်ပါဘုဇင်တရားတွေကအလွန်မှကောင်းပါပြီဆိုတာဘုဇင်တရားတွေကအလွန်မှကောင်းပါပြီဆိုတာအဲ့ဒီမှာဘုဇင်တရားကိုရွတ်တယ်လို့ပြောတဲ့နေရာမှာဘုဇင်ရဲ့အစွမ်းတတိလေးတွေကိုပါပြပြီးတော့မြတ်စွာဘုရားဟောထားတဲ့အတိုင်းရွတ်တာပါရှင်စုံနာကဟုတ်လားဒီဘုဇင်ခုနှစ်ပါးဟာပွားများမယ်ကျင့်ပန်းများဆိုတာမိမိတန်တန်မှာဖြစ်အောင်ကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်အဘိညာယတမ္မောဒယနိဗ္ဗာန်ယသံဝတ္တန္တိနော်ယုံနာကိုအိဋ္ဌဒုက္ခအနတ္တလို့သိတယ်လို့ဆိုတဲ့ထူးသောဉာဏ်ဖြင့်သိခြင်းကအသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတယ်လို့ဆိုတဲ့တန်ဘောဓာယထိုးထွင်းပြီးတော့သိခြင်းအလုံးကနိဗ္ဗာန်ချမ်းသာကိုဒီဘဝနဲ့ကျင့်မှများစွာမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်လို့ဆိုတဲ့နိဗ္ဗာန်တသစ္စည်းကိရိယာယလို့ဆိုတဲ့နိဗ္ဗာန်ယသံဝတ္တန္တိအကျိုးကျေးဇူးကနှမျိုးတော့၃မျိုးဝိပဿနာဉာဏ်ကိုရမယ်မဲ့ဉာဏ်ကိုရမယ်ဖို့ဉာဏ်ဖြင့်ဒီဘဝနဲ့နိဗ္ဗာန်ချမ်းသာကိုကျင့်မှများစွာမျက်မှောက်ပြုပြီးတော့နေရလိမ့်မယ်တတ္တိမေဘုဇင်ကဘဂဝတာသမ္မာတက္ခတာဘာဝိတာဘဟုလိကတာဗိညာယသံဘောဓာယနိဗ္ဗာန်ယသံဝတ္တန္တိအဲ့ဒါကိုဘုဇင်ခုနှစ်ပါးတပါးချင်းစီမှာအဲ့ဒီတိုင်းရွတ်တယ်နော်မြတ်စွာဘုရားကောင်းစွာဟောထားတဲ့ဟောဒီတတိတန်ဘုဇင်တရားဟာပွားများမယ်ကျင့်မှများစွာမိမိတန်တာမှာဖြစ်အောင်ကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်ထူးသောဉာဏ်ဖြင့်သိခြင်းကထိုးထွင်း၍သိခြင်းကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကဖြစ်ပါလိမ့်မယ်ဗျာတလုံးချင်းဟောတာနော်ခုနှစ်ပါးအဲ့ဒါအဆုံးသတ်မှာဘာဖြစ်တော့ဘုဇင်တရားတွေကကောင်းလေစွာအလွန်မှကောင်းလာပါတကားဘုဇင်တရားရဲ့ပုံမှာအဲ့ဒါလိုမြတ်စွာဘုရားပီတိဖြစ်တယ်ပေါ့နော်ကျင့်တတ်တယ်နှစ်သက်တယ်အဲ့ဒါလိုလည်းဖြစ်လဲပြီးရောမြတ်စွာဘုရားရဲ့တဏ္ဍာမှာဆွဲကပ်နေတဲ့ယောဂဝေဒနာဟာပျောက်ကင်းသွားတယ်နောက်ထပ်ဘယ်မထေရီယောဂပျောက်တယ်လို့ကြားဖို့ထားသေးလဲရှင်မကတ္တပရဲ့ရှင်မမောက္ကလရဲ့အဲ့ဒါကြတော့မြတ်စွာဘုရားကိုယ်တော်တိုင်သွားဟောတာပါတနေရာစီမှာတစ်ချိန်စီမှာဖြစ်ခဲ့တဲ့ဖြစ်ရပေါ့နော်အဲ့ဒါလည်းဒီလိုပဲမြတ်စွာဘုရားဘုဇင်ခုနှစ်ပါးရဲ့နော်သဘောတဘာဝနဲ့စွန့်ရည်တတ္တိကိုဟောပြတဲ့အချိန်မှာအရှင်မြတ်တည်းရဲ့စိတ်ထဲမှာဘုဇင်တရားကောင်းလာပြီဆိုတာအလွန်မှကောင်းပါပြီလားအဲ့ဒါလိုမျိုးဘုဇင်တရားရဲ့ပုံမှာကောင်းတယ်လို့နားလည်မှုပညာဒါသူတို့အနေနဲ့အသောကုန်ခံရဟန္တာဖြစ်ပြီးသားပုဂ္ဂိုလ်ကြီးတွေပဲသို့တော့ဒီဘုဇင်တရားကိုအထူးပြုပြီးတော့ဒီဘုဇင်တရားရဲ့နော်ဂုံတတ္တိတွေဟာအလွန်မှကြီးမားလှပါလားဆိုတော့ထပ်ပြီးတော့ဘာဖြစ်သွားတာတော့ရှင်ရင်မိသွားတယ်လို့ဘုန်းကြီးကတော့အဲ့လိုတွေးမိတယ်အဲ့ဒါကြောင့်မလို့ဘာဖြစ်သွားတာယောဂပြောက်သွားတယ်နော်ဒါကဘုဇင်တရားရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုပေါ့